烂ပြတော့嘛的，过一几年哈的。ပြောထားတယ်လေနိုးဆိုပြီးနိုးလိမ်မဆွဲပါနဲ့လို့ပြောထားတယ်လေဘာမလို့မမှတ်တာလဲပြောနိုးဆိုပြီးတာနဲ့နိုးတီကိုအသက်ခုံလိမ်ဆွဲပလိုက်ပေါ့နားနေပြီနားမဆိုဘဲနေမလားပြောဟုတ်ပြီ1 2ပန်းအောင်ကြည့်မယ်ပန်းအောင်ကြည့်မယ်ဘယ်အောင်ကြည့်ညာတော့ ပန်းကိုကြည့်နေရလေ ဘယ်ပန်းအောင်ကြည့်ညာဟိုပန်းအောင်ကြည့်ခိုင်းတာအယောဒီမှာပြောနေတဲ့ယောက်ျားတွေကဟောင်းဆွဲကြိုင်ပြီးတော့လှုပ်ရမ်းပလိုက်စမ်းနှလုံးသားကိုပြောတာအဲ့နှလုံးသားဘာလို့အိပ်ပြောလဲဆက်တယ်လို့လာပြောကြရလား烂ပြတော့嘛的，过一几年哈的，我嘛知道啦。我现在来表不的，没嘛冇嘛哦啦。What？我们你们没有理解啦，不要嘞。好吧嘞，现在要加一把，路过喏，不是嘛，真难啲咯，冇快些呀啲，我都骗你啊，喏，你见到不是你话，哦，半步进来就来表喏，快。OK。စိတ်ပဲပေါ့နော်လို့စပိုးစားတွေပါရှိလဲပြောတော့ကျမကွယ်စိတ်မလို့အားကြီးပြောမှာနော်အဲ့ဒါလေအခုတော့သိပါပြီမလားယောက်ျားလေးဆိုတော့အဲ့တော့အကိုတို့ရဲ့အဲ့လိုထမင်းအချင်းချင်းမစားပါနဲ့တော့ပြီးတော့ရှင်လဲမှုတယ်ပေါ့နော် Okay ပြီးတော့အကိုတို့မပလိန်နဲ့တော့နော်အခုကကြောင့်အချင်းချင်းဆိုသိနေပြီဆိုတော့မပလိန်ရအောင်နော်ဖေးပေါ်ရင်လဲပေါ်ရတိုင်းပဲရှိရတော့မှာပါကြားတယောက်ကိုအချိန်နဲ့အချိန်ခါကြည့်ပြီးဆက်ဆံနော်ကိုထပ်မြက်တဲ့မိမဆိုပြီးမန်တက်မနေနဲ့အဲ့တော့နေကဘာဖြစ်ချင်လို့လဲမိုးချိုးတွေလျက်စီးတွေလက်ပြီးပန်းအိုးတွေကြကွဲလိုက်ရင်နင်းဘွားဘာဖြစ်သွားမယ်ထင်လဲလှုပ်လိုက်စမ်းမငါပျော်သွားမှာပေါ့ဒါလို့ငါကလေးတယောက်တော့နိုးပြတ်သွားပြီနော်ဟမ်ဒီကိုပြောလိုက်ကြားလားနင်းကလေးတို့ပြတယ်ငါနဲ့ဘာဆိုင်လို့ကွာတောင်းစားနေလဲနိုးဖြတ်တော့နော်ဝင်မှာပါယောက်ျားရှင်အရင်လိုကျမကိုမချစ်တော့ဘူးနော်ချစ်ရပြန်ပြီမိမရချစ်လို့မိမလို့လို့အကူကပြုစုပေးနေတာဗောကွာရှင်မညာနဲ့ဘာဖြစ်လို့15မိနစ်နဲ့ဆင်းဆင်းသွားတာလဲပြောမင်းရလေနင်းပေးတယ်ဆိုတာလေးတော့ထည့်ပြောမအောင်ကွာဘေးခန့်ကြရင်ဘယ်လိုထင်နေပါ့လဲဟဲ့မိချိုတူတို့ပြောပါဟဲ့နှစ်ယောက်ကြာမှာမဟုတ်ဘူးငါယောက်ကြာလဲ15မိနစ်ပဲโอเคအမေကြီးပါအကိုလေးကျမလေးအောင်မဲဟိုနာရီကိစ္စနဲ့ခဏပြန်မလို့အောင်မဲအိမ်မှာဝေးထားတဲ့ချစ်သူလေးသေးသွားပြီဟဲ့ကျက်တူရဲ့ဘာလို့တည်ရလဲမြေပုတ်သားလေးစားမိလို့ဟမ်ဘယ်ကမင်းပုတ်သားအိမ်မှာဝေးထားတဲ့မြေကြီးလေပြီးတိုင်းပြီးသေးသွားပြီဟဲ့မင်းကဘာလို့ပြင်မရတာလဲရေတွေတည်ရလို့တဲ့ဟဲ့ဒီကဘာလို့တည်ရတာအိမ်မီးလောင်လို့ဟဲ့အိမ်မီးလောင်သွားပြီဟဲ့ဘာလို့အိမ်မီးလောင်တာလဲအောက်သူမမှာထောထားတဲ့ပြောင်းတယ်မီးစပြီးမီးလောင်တာလို့ပြောတာပဲဟဲ့ဘယ်လိုအတူပါလဲအိုးတို့အောက်သူမလေဟာတို့အတူပါဟာတော့ဆိုရောအိမ်လည်းမီးလောင်သွားပြီဟာအဲ့ဒါပြန်တော့နိုင်ကူညီဖို့နေပတ်စံဆယ်ရည်သွားဟဲ့အော်အတော်